ဝေလာငါးတွေကိုကလေးတွေကဘာကြောက်ကြောက်ကြတာလဲကလေးတွေကဘီလူကာဝေလာငါးတွေကိုဘာကြောက်ကြောက်ရတယ်လဲဆိုတာတင်တွေးမိပူပါသလားသူတို့ကြားမှာမှန်ကာထားတာတောင်မှကလေးတွေကကြောက်နေကြတာဘာကြောင့်လဲအဓိကအကြောင်းရင်းကတော့ကလေးတွေရဲ့သိမြင်နိုင်စွမ်းအပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့်ပါဒါအပြင်ဘီလူကာတွေကအရွယ်အစားကြီးမားပါတယ်သူတို့ရဲ့ပါဇက်ကိုဟားလိုက်တဲ့အခါကလေးတစ်ယောက်လုံးကိုတခါတည်းမျိုးချနိုင်မလို့ပုံစံပေါက်နေတာကြောင့်ကလေးတစ်ယောက်ရဲ့အမြင်မှာတော့အရန်ကိုကြောက်စရာကောင်းပါတယ်တကယ်တမ်းမှာတော့ဘီလူကာရီယာ3နှစ်ဒါမှမဟုတ်4နှစ်အရွယ်ကလေးတစ်ယောက်လောက်တော့မှဉာဏ်ရည်ထက်မြက်ပါတယ်သူတို့ပါဇက်ဟာတာဟာတစုံတစ်ယောက်ကိုကြောက်အောင်လုပ်ဖို့မဟုတ်ဘဲသူတို့ရဲ့မျိုးနွယ်တူလို့မြင်တဲ့သူကိုနှုတ်ဆက်ဖို့အတွက်သာဖြစ်ပါတယ်သူတို့ရဲ့အရေးပြားဟာအမကန်ချုံမနေပြီးခမားကညှင်းသားစွာပုတ်ပေးတာကိုသူတို့ကသဘောကျပါတယ်သူတို့ရဲ့ခေါင်းကိုထိကြည့်မယ်ဆိုရင်လည်းနူးညံ့နေတာကိုသင်အံ့ဩစွာနဲ့တွေ့ရှိရပါလိမ့်မယ်သူတို့ဟာလူသားတွေရဲ့စကားကိုတောင်မှနားလည်နိုင်ပါတယ်ဒါကြောင့်တင်စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာရေကန်မှာရှိတဲ့ဘီလူကာတကောင်ကိုတွားရောက်ကြည့်ရှုလိုက်ပါသူတို့ကတင့်ကိုပြုံးရည်စေုံသာမကစော့ကစားတတ်တဲ့ကြောက်ရွံ့မှုလေးတစ်ခုကို